အိမ်မှာသွေးပေါင်တိုင်းကြည့်လိုက်တော့သွေးပေါင်ချိန်က180နဲ့အထက်200နီးပါးထိကိုသွေးပေါင်ချိန်အရန်တက်နေပြီးဘာလို့ရမလဲဆိုတာကိုဆရာမကဒီနေ့ဗီဒီယိုလေးမှာတဆင်ပြီးတဆင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့လိုမျိုးသွေးပေါင်တက်နေပြီဆိုရင်အများစုလှုပ်ရှားတဲ့အမှားတစ်ခုကဘာလဲဆိုတော့လေကိုတောက်နေကြသွေးကြစီကိုနောက်တစ်လုံးထပ်ပြီးတော့တောက်တာပဲဖြစ်ပါတယ်။တကယ်တမ်းကျတော့အဲ့ဒါမှားပါတယ်နော်။ဘာလို့ရမှာလဲဆိုတော့အဆင့်1အနေနဲ့ပေါ့ကိုယ်တိုင်သွေးပေါင်တက်နေရပဲဖြစ်ဖြစ်လူကြီးမိဘတူကပဲသွေးပေါင်တက်နေရပဲဖြစ်ဖြစ်သူ့ကိုနားခိုင်းမှာဆိုလိုတာကလုံနေတဲ့အလုပ်တွေအကုန်လုံးကိုရက်ဒီမှာလားထိုင်မှာနားပါဆိုပြီးတော့နားရပါမယ်ဒါမှမဟုတ်ဘူးသူလဲအိတ်ချင်နေဆိုရင်လဲပေါ့နော်လဲအိတ်တဲ့နေရာမှာခေါင်းကိုမှတ်ထားရပါမယ်မြင့်ထားရမယ်ပြောချင်တာခေါင်းဒီကိုခနာထပ်ပို့ပြီးတော့မြင့်တဲ့ level တစ်ခုမှာရှိနေရပါမယ်ပြီးရင်အသက်ဝါရှူခိုင်းမှာ deep breathing ပေါ့နော်အသက်ကိုပြပြဝါရှူပါပြပြဝါပြန်ထုတ်ပါဒီလိုမျိုး deep breathing နဲ့9မိနစ်တိတိအနားယူရပါမယ်ဒါကပထမဦးဆုံးလုပ်တဲ့အမှန်ကန်ဆုံးနည်းပဲဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့9မိနစ်နားပြီးတဲ့အခါမှာသွေးပေါင်ချိန်ပြန်တိုင်းရပါမယ်။အဲ့ဒီသွေးပေါင်ချိန်တိုင်းတဲ့အချိန်မှာသွေးပေါင်ကကျမသွားသေးဘူး။ဒီအတိုင်းပဲဆက်ပြီးမြင့်တက်နေရဆိုရင်တော့လူနာကိုယောဂလက္ခဏာဘာတွေခံစားနေရတာရှိလဲဆိုတာမေးရပါမယ်။မေးရမယ့်လက္ခဏာတွေကပထမဦးဆုံးအသက်ရှူမဝတာရှိသလား။ရင်ဘတ်အောင့်နေတာရှိလား။ခေါင်းအရန်ထိုးကိုက်နေတာမျိုးရှိလား။အမြင်တွေဝေဝါးသွားတာမျိုးနောက်ပြီးတော့ခေါင်းကချချလဲမူးနေတာမျိုးရှိသလား။နောက်ပြီးတော့စကားပြောတဲ့နေရာမှာပေါ့နော်။စကားအတန်တွေကဝီဝါဝါတာတာဖြစ်လာတာရှိသလားဒီအချက်တွေကိုစစ်ဆေးရပါမယ်တကယ်လို့ဒီအချက်တွေရှိတယ်ဆိုရင်ပေါ့ဒါကအရေးပေါ် emergency ဖြစ်တဲ့အတွက်ကြောင့်မို့နှိစက်ရစေယုံစေကန်သို့မဟုတ်ဆရာဝန်ကိုချက်ချင်းဆက်သွယ်ပြီးတော့ပြသတင်ပါတယ်အဲ့လိုဆက်သွယ်လိုက်တဲ့အခါကျမှပဲလေဆရာဝန်ကဘာဆေးတောက်တင်လဲဆိုတာကိုညွှန်ကြားမှာပဲဖြစ်ပါတယ်ဆရာဝန်ကကိုယ့်ရဲ့အခြေအနေပေါ်ယောဂလက္ခဏာပေါ်မူတည်ပြီးတော့သူတောက်တင်တဲ့ဆေးကိုပေးမှာပေါ့နော်အဲ့ဒီအခြေအနေကြမှာပဲဘာဆေးလေးတောက်ရမယ်ဆိုတာကမှန်ကန်မှာဖြစ်ပါတယ်ကိုယ့်သဘောနဲ့ကိုတောက်နေကြသွေးကြဆေးတွေအများပြောလို့ဝေဝါးပြီးတောက်လိုက်တဲ့သွေးကြဆေးတွေကကိုယ့်ကိုအန္တရာယ်ဖြစ်သွားစေနိုင်ပါတယ်လေဖြတ်တဲ့အဆင့်ကိုရောက်သွားစေနိုင်ပါတယ်ကျမအခုပြောပြတဲ့အချက်လေးတွေကိုသိသွားပြီဆိုရင်တော့အရေးပေါ်တွေးတိုးတဲ့အခါမျိုးမှာအိမ်မှာဘာတွေအရင်လုပ်ရမလဲဆိုတာကိုသိမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမဒေါက်တာ Grace ပါ